ဘလို့စီမံကိန်းတွေ project တွေကကိုမျိုးနယ်အတွက်အေးချမ်းမှုတွေယူဆောင်လာမှာလားဒါမှမဟုတ်ပဏိပခတွေကိုပိုဆိုးစေမလားဆိုတာကြိုတင်စဉ်းစားထားဖို့လိုပါတယ် conflict sensitivity ဆိုတာဘာလဲ conflict sensitivity ဆိုတာပထမဆုံးစီမံကိန်းမစခင်တည်းကဘာတွေပဏိပခဖြစ်စေနိုင်မလဲကိုကြိုတင်စဉ်းစားပြင်ဆင်ခြင်းဖြစ်ပါတယ်ပြီးရင်တော့တက်ရောက်လာမယ့်အရာတွေကိုကြိုတင်ခံမှန်းပြီးမလိုလားအပ်တဲ့အကျိုးဆက်တွေကိုရှော့ချရတဲ့လုပ်ငန်းစဉ်တစ်ခုပါတင့်စီမံကိန်းကမတူကွဲပြားမှုတွေကနေအောင်မြင်တဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေလှုပ်ဆောင်နိုင်မှုယခုဖော်ပြထားတဲ့ CSO Academy ရဲ့သင်တန်းကတစ်ဆင့်သင်ယူနိုင်ပါတယ်ဒီသင်တန်းကိုမတက်ရောက်ခင် Project Management စီမံခန့်ခွဲမှုဆိုင်ရာသင်ခန်းစာများကိုအရင်လေ့လာထားဖို့လိုအပ်ပါတယ်။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ Pre-assessment, Post-assessment မေးခွန်းတွေကိုဖြေဆိုပြီးမိမိသင်ကြားခဲ့တာကိုလေ့လာဆန်းစစ်နိုင်တယ်လို့သင်ခန်းစာတွေကိုပြီးမြောက်အောင်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးအပ်တဲ့ Certificate ကိုပါရရှိမှာဖြစ်ပါတယ်။ကဲဒါဆို CSO Academy မှာစီးရင်ပေးသွင်းပြီးသင်ခန်းစာတွေကိုခုပဲလေ့လာလိုက်ရအောင်။